ညီမစီမှာတော့အဲ့ဒါတယောက်ရှိတယ်။ तू ကတော့ပေါ့နော်မြောက်တကုံလည်းဖြစ်ကြမယ်။နောက်ပြီးတော့လမ်းမကြီးကြောက်ကက်လည်းဖြစ်ကြမယ်။နောက်တစ်ခုကဒေါင်းကွက်လည်းဖြစ်ကြမယ်။နောက်တစ်ခုကတော့အတင်းတက်နေရမယ်။အင်ကြီးအင်ကောင်လည်းပါရမယ်။ဒါဆိုရင်ဘယ်နေရာမှာရနိုင်မလဲ။ ဘယ်နေရာမှာရောက်လဲဆိုတော့ညီမလေးဧည့်သည်ကဘယ်လောက်တော့ပဲစီးရ तू ကတော့တိန်တောင်းဝင်းကျင်ပေါ့ တင်းတောင်းဝင်တော့ပဲနော်မိသားစုများလား ။မိသားစုကတော့5ယောက်ပါပဲ ဒီ9ရောက်အဲ့ဆိုရင်တော့ညီမလေးပြောတဲ့ဧည့်သည်ကညီမလေးဧည့်သည်ပြောတဲ့ပုံစံကတော့ရှားတယ်ဒါပေမဲ့အခုစီမှာရှားပါစင်းတစ်လုံးရှိတယ် ။ဘယ်နေရာမှာရနိုင်မလဲအဲ့ဆို ဘယ်နေရာရောက်မလဲညီမလေးသုံးညင်တဲ့ဘတ်ဂျက်နဲ့ဆိုလို့ရှိရင်မထင်ရတဲ့နေရာမြောက်တကုံမျိုးနေလမ်းမကြီးကြော့ကက်လမ်းမကြီးဆိုတော့ကျွန်တော်ဟိုကိုတို့ main လမ်းမကြီးနော်ဘင်းတော်လမ်းမကြီးရဲ့ကြော့ကက်ဒေါင်းကွက်မှာရှိတယ်အိမ်လဲပါထားတယ်355 RC တစ်လုံးနဲ့အခုလိုက်ပြပေးမယ်အဲ့ဆိုရင် Okay ဈေးကလည်း1000ကျော်ကျော်လေးပါပဲဒါဆိုညီမလေးကိုတော့ကြည့်လိုက်ရအောင်နော် Okay ဒီအိမ်ပဲဗျာ မို့အထက်လိုက်ကြည့်အောင် ဟာလာကိုလိုက်ဖွင့်ပြပေးမယ်မလေးဧည့်သည်လိုချင်တဲ့ပုံစံနဲ့တထီရတဲ့ကြောင်ကိုရှာထားပေးထားတာဆိုတော့ဒီအိမ်ရဲ့အားသာချက်တွေကိုကိုတစ်ချက်ရှင်းပြပေးမယ်ညီမလေးဧည့်သည်ညီမလေးတခြားရှင်းပြပေးလို့ရအောင်လို့ပေါ့နော်ဒီအိမ်ရဲ့အားသာချက်ကဘာဖြစ်မလဲဆိုရင်ညီမလေးခုနပြောတဲ့လိုချိုက်တွေမှာတစ်ခုပါတယ်မြောက်တကုံမျိုးနယ်လည်းဖြစ်တယ်39 A ရောက်ကမှရှိတာ39 A ရောက်ကမှရှိတယ်ပြီးတော့ဒါအခုမြင်နေရတာကိုကမိန်းလမ်းမကြီးဘင်းတော်လမ်းမကြီးဘင်းတော်လမ်းမကြီးဝင်ချင်းတကွက်ငုတ်ပေါ့ပြီးရင်ဒီလမ်းကဒဲပေါက်တယ်ပြီးလို့ရှိရင်ဒေါင်းကွက်လည်းဖြစ်တယ်ညီမလေးအဲ့ဒါလိုချင်တဲ့ချက်ပေါ့နော်အဲ့တော့ तू ကအိမ်လဲစောက်ထားပြီးသား3တော့ခွဲ RC လဲစောက်ထားပြီးသားအတူမိသားစုများလားလို့ဘာကြောင့်ကိုခုနမေးလဲဆိုလို့ရှိရင်ဒီမှာကားပါကင်အတွက်အဆင်ပြေတယ်ပေါ့နော်မိသားစုကား2စီးပါမယ်3စီးပါမယ်ဒီဘေးမှာရက်လို့ရတယ်ပြီးအကိုတို့ကဒီထဲမှာကားတစ်စီးထပ်ထည့်လို့ရဟုတ်ညီမလေးအဲ့ဒါကိုတေချာလေးရှင်းပြပေးလို့ရအောင်ကိုထဲတေချာလိုက်ပြပေးမယ်ဒီရင်မလေးအခုဒီအခန်းကဆိုရင်အကိုတို့အခန်းတွေအကုန်တော်များကတကားတွေအကုန်တော့ကျုံးတကားနဲ့ဖွဲ့စည်းပေးထားတာဒီအခန်းမှာဒီတိုက်မြင်ကြီးတက်မှာဆိုလို့ရှိရင်အောက်မှာတော့ပါကင်းကြီးတော့ခင်းထားတယ်ကွာဒီကပုံမှန်တိုင်းဆိုလို့ရှိရင် kitchen room ကိုအနောက်ထဲမှာထုတ်ကြတာများတယ်ဒါပေမဲ့ဒီအိမ်ကကြတော့ပုံစံတစ်မျိုးလေးပေါ့ကိုအနောက်တိုင်း style ဒီမှာဆိုရင်ဒါ kitchen room ကိုသူတွေ့ချင်းမှာပဲထည့်ထားပေးထားတယ်ဒါအိမ်ရှင်မတွေအကြိုက်ပေါ့နော်ဒီအခန်းကတော့ဒီမှာ cabinet တွေအကုန်ပါထားပြီးသားအောက်မှာပစ္စည်းပစ္စည်းထည့်မယ်မိဖို့ပုံတွေလည်းအကုန်ခြေပြခင်းထားပြီးသား exhaust fan တွေလည်းပါထားပြီးသားဒါမှမဟုတ်တွေ့ရမယ်ညီမလေးအဲ့ဒါတခြားရှင်းပြရမယ်အခန်းလေးပေါ့နော်ပြီးလို့ရှိရင်အခုနောက်ထပ်ကိုထပ်ဝင်လာပြီဆိုရင်ဒီမှာ master အခန်းချိန်တစ်ခါပါအောင်မယ် master အခန်းချိန်တစ်ခါပါမယ်ဒီခန်းမှာဆိုလို့ရှိရင်ဘာလို့လို့ရလဲဆိုလို့ရှိရင်မိသားစုနေမနေလို့ရှိရင်လုပ်ငန်းပါတယ်ဆိုလို့ရှိရင်စီးထားလို့ရတယ်ပြီးတော့သူကဒီ master ခန်းဆိုပေမဲ့ down ခန်းဆိုပေမဲ့သူကမျက်နှာစာကိုနှစ်ဖက်ဖွင့်ထားပေးထားတာ down ဘက်ဖြစ်တဲ့အတွက်လေဒီဘက်မှာတကားပေါက်တစ်ခုတက်တက်ရှိမယ်ပစ္စည်းတင်ချခြင်းနဲ့လုပ်လို့ရဒါလုပ်ငန်းပါလာပြီပါနော်မိသားစုနေမယ်ဆိုရင်နေလို့ရတယ်ပြီးတော့နောက်တစ်ခုရှိတာကဒီအိမ်မှာအကုန်လုံးကအခုတော့တကားပေါက်တွေကိုတန်မန်းတွေတက်ထားပေးထားတယ်ပြီးလို့ရှိရင်ချင်းလို့စကားတွေတက်ထားပေးထားတာဆိုဒါလည်းရှိမြင်ကြီးတက်ကညီမလေးမြင်ရတဲ့အခန်းချင်းရေချိုးခန်းထဲမှာဆိုလို့ရှိရင်လည်းဗုဒ္ဓအိမ်သာပါမယ်ကိုလိုရှာဝါတွေပါမယ်ရှိဘူးရေးစနစ်တွေပါမယ်ဆိုဒါအခုမြင်နေအကုန်လုံးဟိုခြေပြားတွေခင်းထားပေးထားကွာပတ်ချလဲလည်းအကုန်ကပ်ပေးထားခြေပြားဖြစ်ချမ်းမိုက်တယ်ဒီခန်းညီမလေးဒီဟာအဲ့တော့ဒီမလိုလားအဲ့တဲ့ပစ္စည်းတွေပေါ့နော်အဲ့မှာပစ္စည်းတွေများနေလို့ရှုပ်နေတဲ့ခါမျိုးကြလို့ရှိရင်ဒီစတိုကန်လေးမှာထည့်ထားပေးလို့ရတယ်ဟုတ်ဒါညီမလေးဒါအောက်ထပ်ကိုတစ်ခုချင်းရှင်းပြပါရမယ်နော်ညီမလေးဧည့်သည်ကိုတခြားလေးပြပြပေးလို့ရအောင်ပြီးကြမှာဈေးနှုန်းဘယ်လောက်လဲဆိုတော့ပြန်ပြပြပေးမယ်ညီမလေးဧည့်သည်ရန်လိုချင်သွားနိုင်မယ်ဟုတ်ဒါကိုလေကားပေါ်တက်ပြီဆိုရင်လေကားလေးအကုန်လုံးကျောင်းလေးနဲ့ဟောင်းလေးဖြစ်ပေးတာတစ်ခုရှိတဲ့ကလုံးဝရန်တက်ပေတဲ့နေရာညီမလေးကြည့်လိုက်ညီမလေးရန်ကြည့်လိုက်ချိန်မှာဒီအိမ်ကဘယ်လိုလဲဆိုလို့ရှိရင်ဒီအရင်ဆောက်ပြီးတော့နေသွားတဲ့သူကဒီဘာသာတရားအရန်ကန်ဆိုင်နေပေါ့အိမ်တအိမ်မှာပြောမယ်ဆိုလို့ရှိရင်ဖျားစင်ဆိုတာကအဓိကနေရာကြတယ်အဲ့ဒါမှသူကကြောက်စင်းနူးတော်နေတေးသေးချာချာကိုတက်ပေးအောင်ပူဇော်ထားတာနော်ဒီခန်းကတော့လောဆယ်ဒီအိမ်ခန်းပုံစံတော့မဟုတ်ဘူးအိမ်ခန်းမှာကိုဖျားတဲ့ထည့်ထားပေးထားတယ်ပြီးတော့လို့ရှိတာကအလွာတိုင်းမှာကိုဝရဏတွေပါထားတယ်ပြီးရင်တောင်ဘက်တွေမှာဆိုလို့ရှိရင်လည်းဘေးအခန်းကိုထွက်လို့ရအောင်လို့ကိုယ်ကလိုက်ထည့်ထားပေးကြဆိုတော့ကိုနောက်တစ်ခန်းထည့်လိုက်ပြအောက်ထပ်မှာ master တစ်ခန်းပါမယ်ပြီးရင်အပေါ်ထပ်မှာ master နောက်တစ်ခန်းထပ်ပါမယ် master နောက်တစ်ခန်းဆိုရင်ကိုဒီခန်းပဲဒီခန်းလည်းခုနကပြထားတဲ့ဟိုအောက်ထပ်ကလိုပဲတောင်လမ်းမှာတော့ဝဲနာနောက်တစ်ခုဘေးမှာထပ်ပါမယ်ဝဲနာသူမိသားစုအခန်းကြကြဝန်းမဲ့ကွာဒီလားအောက်ခုနမေးတယ်လေမိသားစုများလားမိသားစု၄-၅လောက်ဆိုလို့ရှိရင်ဟိုအဆင်ပြေတယ်ဘာကြောင့်လဲဆိုတော့ဒီက master အခန်းတွေကအရန်ကျဲတဲ့အတွက်ကွာပြီးတော့တကားပေါက်ကိုဖွင့်လိုက်ပြီဆိုတော့လည်းကိုတို့ကလမ်းမကြီးကိုလှမ်းမြင်နေရတဲ့အချက်ကလည်းအားတာ master အခန်းတွေအကုန်လုံးအဲ့လိုပဲဒီချိုးတဲ့အိမ်သာဆိုလို့ရှိရင်
ကျဲတယ်ကွာကျဲဝန်းပဲလူကြီးသူမတွေပါတယ်အလှအမြင့်နေမတက်နိုင်ဘူးဆိုလို့ရှိရင်အောက်မှာကိုရာမာစတာကန်ထည့်ထားပြီးသားပေါ့နော်အဲ့တော့အပေါ်တစ်ထပ်ထပ်ကြည့်ဦးမယ်ကြံသေးရဲ့နော်ညီမလေးလို့ရှင်တဲ့ဧည့်သည်ကလူကြီးသားပြီးသားဆိုပေါ်တက်ကတော့တစ်ထပ်ကြည့်မယ်လေကကွန်လဲကျဲတယ်ကွာပြီးတော့လက်ရန်နေရာစားလဲဒီစတီးတွေနဲ့အကုန်လုပ်ပေးထားတာပြီးတော့အိမ်ရဲ့ decoration design ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမယိုးသွားတဲ့ design အရင်ကလည်းပုံစံကဟိုကြမ်းမှကြမ်းခိုင်းတယ်ကွာနောက်နှစ်ပေါင်းများစွာဒီတိုက်ကကြမ်းတယ်ဒီလုံးချင်းကကြမ်းနေမဲ့ပုံစံဟုတ်ဒါဆိုလို့ရှိရင်ကိုတော့3တက်မြောက်ကိုရောက်လာတော့ဖွဲ့စည်းထားတဲ့အတိုင်းပဲတောင်းနေမှာကိုတော့ master ကန်ထည့်ပေးထားတယ်အဲ့တော့ဟိုထားပါတော့မမသားချင်းနဲ့ပါလာတဲ့ခါကျတောင်းကမ်းမဲ့လို့ကျင်တယ်တောင်းကမ်းမဲ့လို့ကျင်တယ်ဆိုရင်ရစ်စရာမရှိတော့အကုန်လုံးတောင်းမှာပဲနေအတော်ပဲယူရတော့မှာအခုနကပြောတယ်ဒီတောင်းနေမှာအကုန်လုံးဝယ်ရနာတွေပါထားပြီးသားဘာသာလဲဆိုတော့တော်လေးနေရတာစင်ပြေတော့တယ်ဟုတ်ညီမလေးဧည့်သည်လည်းဒီဟာကြည့်ပန်ကြိုက်တော့မှာပါအခုမြင်နေရတာညီမလေးဘင်းတော်လမ်းမကြီးနောက်တစ်မျိုးခေါ်တယ်ကျောင်းလမ်းမကြီးလို့လည်းခေါ်တယ်အဲ့ကျောင်းလမ်းမကြီးကအခုတော့ပင်လုံလမ်းမကြီးတွေထဲပေါက်တယ်သွားရည်လိုက်လုံးဝအဆင်ပြေ3တက်ပဲလားဆိုတော့မပြီးသေးတော့ပုံမှန်ကြံနေတယ်ညီမလေးခင်ဗျာခုနကပြောသလိုပေါ့ဟိုလူငယ်တွေပါလာလို့ရှိရင်လူငယ်တွေကြိုက်မဲ့နေရလဲတသက်တစ်ခုရှိသေးတယ်ဗျာဘာကြောင့်လဲဆိုရင်ဟုတ်တယ်လူငယ်တွေအတွက်ဆိုတော့အဆင်ပြေဒီမှာဒါအခုလက်ရှိဒီမှာဝယ်လာအကျယ်ကြီးပဲငားနေမလားအခုအားစားလုပ်မလားလေ့ကျင့်ခန်းလုပ်မလားနည်းနည်းညစာချင်းမလားဟုတ်တယ်တကယ်ချင်းနေလောက်တဲ့လာတဲ့ခါကြလို့ရှိရင်အဲ့ဒီလာတဲ့ခါကျညခင်းညဘက်ဒီဘက်မှာအေးစင်နားရီလို့ရတယ်ဆိုဒီမှာနောက်တစ်ဆက်ကြံနေဒီလိုဟာမျိုးတစ်ခုတည်းလားဆိုတော့မဟုတ်ပြန်ဘူးအပေါ်မှာနောက်တစ်ဆက်ကြံနေညီမလေးတကယ်စောက်ထားတဲ့သူကလည်းတကယ် idea ကောင်းနေကိုဒီဟာဝင်လာပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ကြံအောင်မယ်တစ်ထက်ကကျတော့ဒီဟာကဘယ်လိုဆိုအပေါ်မှာကဒီတအိမ်လုံးစာအတွက်ပေါ့နော်ရေတိုင်းကြီးတောင်ထားတဲ့နေရာလည်းဖြစ်တယ်ဟိုခုနမလေးပြောသလိုပေါ့တငယ်ချင်းတွေလာတဲ့ခါကျလို့ရှိရင်ဒီထက်မှမကျဲအပေါ်ကနေပဲလေကောင်းလေသက်ရပြီးတော့ view လေးကိုကြည့်ပြီးတော့မှပွဲလေးလို့လှုပ်ချင်တယ်ဆိုလို့ရှိရင်ညသားလေးစားမယ်တနင်္လာလေးစားမယ်ဆိုရင်ဒီနေရာလေးကကောင်းတယ်ညခင်းဘက်အဲ့လိုနားနေတဲ့ခါကျလို့ရှိရင်ဒီလိုနေရာအရမ်းမှရဲ့ပိုဆိုးတော့ပိုကောင်းတာကပါဆိုတော့အခုဆောင်းသွင်းရသည်ဆိုလို့ရှိရင်ညဘက်ဆိုဒီမှာအရမ်းလေးလိုကောင်းတာနော်โอเคဒီစိန်ရင်းလေးကတော့ညီမအဲ့တဲ့နေရာအရင်ကကိုက်ညီမှုရှိပါတယ်။အဲဆိုညီမအရင်သူပြီးဖိတ်ဆွန်သွားတယ်သူ့ရဲ့ဈေးနှုန်းလေးကဘယ်လောက်လဲ။သူ့ရဲ့ဈေးနှုန်းလေးကညီမလေးဒီတဲပေါက်တောင်းကွက်ကနောက်တော့လည်းမရှိဘူး။ဟုတ်300စီလက်ရှိအိမ်နေခေါ်ထားရှိတယ်1000 1300နေခေါ်ထားရှိတယ်ပြီးတော့ location အရာရောစားအရာရောဒီဈေးနှုန်းက13500ညှိနှိုင်းလို့ရှိပါတယ်ညီမလေး13500ပဲရှိတယ်ခင်ဗျာဟိုညီမလေးအကိုဒီအိမ်တစ်လုံးပေါ့နော်အိမ်တစ်လုံးလုံးတော့အကိုတခြားလေးလိုက်ကြည့်ပြီးပါပြီလိုက်ပြပေးပါဆိုတော့ဟိုဆိုင်ရလေးရဲ့မြေအခြေလေးရဲ့သူ့ရဲ့ information အသေးစိတ်လေးကိုညီမလေးပြန်ပြီးရှင်းပြလို့ရအောင်ကိုတစ်ချက်ပြန်ပြောပေးမယ်သူကတော့အကိုတို့ကမြေအခြေကတော့ပေ20ပေ60ဆိုင်ရကကျတော့ကတော့အမီပေါင်းခွဲစိတ်ထားပြီးသားရမ်းတန်တာနော်ဆိုတော့ခရမ်းမီပေါင်းခွဲစိတ်ထားပြီးသားခရမ်းအမီပေါင်းပြန်လျှောက်မယ်ဆိုလို့ရှိရင်လည်းဒီဝယ်မဲ့သူအနေနဲ့ဒီစားဆာတာကိုဝယ်ပြီးတော့ဝင်လုပ်မယ်ဆိုလို့ရှိရင်သူ့ညီတန်းစိတ်လေးရအဒီလုပ်ပေးမယ်ဒါလက်ရှိကစားဆန်ကလက်ရှိကာလမှာအခိုင်အမာဆုံးပဲခရမ်းအမီပေါင်းခွဲစိတ်ထားပြီးသားဖြစ်နေတာနာမည်ပေါင်းဆိုလို့ရှိရင်လည်းဝယ်သူအနေနဲ့ပြန်ပြီးတန်းချင်းလို့ရမယ်အမေကျ20 60လောက်ပါကိုတော့စောက်ထားတာက3ချက်ခွဲအာစီမစတာ3ခန်းပါမယ်ဘီယာကန်အကျယ်ကြီးပါမယ်ခန်းတိုင်းမှာကကိုရီရှုခန့်အိမ်သားတွေပါထားပြီးသားဖြစ်နေတယ်ဆိုတော့အိမ်ရဲ့ဈေးနှုန်းလေးကတော့13500ညှိနှိုင်းနေရှိတော့ညီမလေးနော်အဲ့တော့ညီမလေးဧည့်သည်ကိုတိချလေးရှင်းပြပြီးတော့ရောင်းပေးမယ်ရှိတယ်နော်ညီမလေးနော်အဲ့တော့အကိုတကယ်လို့ပေါ့နော်ညီမလေးဧည့်သည်ကိုဒီခြံကိုတရက်လာမကြည့်ပဲနဲ့ကိုရုံးမှာညီမလေးဧည့်သည်ခေါ်လာခြင်းနဲ့ဆိုလို့ရှိရင်ကိုရုံးကကျတော့မြောက်တကုံ31ရက်ကမှရှိတယ်31ရက်ကတခင်ဘားစင်လာမှာတိုက်နံပါတ်73 City Bus ရန်ကုန်ဆိုစိုင်းမှုအကြီးတင်ထားတယ်အဲ့လိုလာခေါ်လာပြီနော်ညီမလေးနော်ဝယ်ရများဖြစ်ပါသေးညီမလေးအများကြီးဖြစ်ပါစေဟုတ်ကျေးဇူးတင်ပါတယ်